လူရှင်လေးတွေနဲ့ဒီနေ့ကဟို20သိန်း20လောက်ဖြစ်သွားတယ်ကျွန်တော်တို့ကဟိုပြောမယ်ဆိုတော့နဝကမှာများသွားတာပေါ့နော်9ပေါင်းတက်ကင်လိုက်တယ်ကဲအဲ့တော့9ပေါင်းတက်ကင်တော့ကျွန်တော်တို့ဓာတ်နဲ့ပေါင်းမယ်ဆိုရင်အနည်းဆုံး12နာရီလောက်ပေါင်းမှာဖြစ်တယ်ဒါတညအလုံးကိုကျွန်တော်ဒီညဆောင်ပြီးပေါင်းတဲ့လူကို2000မို့ဖို့ပေးမယ်ဆိုပြီးကျွန်တော်တို့ကခုချပြီးတော့ကဲခုကျွန်တော်ခု2နာရီခွဲပေါင်းပြီးသွားပြီအယိုးမလူသေးဘူးကျွန်တော်ဒါလေးကိုကျွန်တော်အောက်ကရင်ရွက်ဥရက်ခင်းပြီးတော့ဇပလင်ခံပြီးပေါင်းတာခုဇပလင်ဖဲ့မယ်ညက်တယ်ယူလိုက်နော်ဟုတ်ကဲ့ပါပေါပေါင်းပေါ့ဟိုဒါပြောမယ်ဆိုနေပေါင်းခေါ်တာပေါ့တကယ်တောနဲ့မြို့ခွဲတဲ့ဖြစ်နေမယ်နေပေါင်းပေါ့နေဒီလူမှာပေါင်းတယ်နည်းနည်းထည့်အောင်မသားကဲစီလေးနည်းနည်းထည့်ပါအောင်လားစီကိုဖယ်ထားလိုက်ကဲကဲဒီမှာနော်ဒါကတော့အနည်းဆုံး8နာရီလောက်ပေါင်းရမယ်နော်ဟိုကတော့10နာရီလောက်မှပေါင်းမှာရတယ်သားဟိုအုပ်မှာဆိုတော့ဒီဘက်တစ်ခွက်ခွဲထဲဟိုဘက်တစ်ခွက်ခွဲထဲရတယ်အဲ့ဒါဆိုရင်ကျွန်တော်ဒါစီလေးနဲ့ကြော်လို့ဖြစ်ပြီးတော့ဒီငါးတွေကတင်းရင်းသွားမှာနော်ရေလုံးဝထည့်မထည့်အောင်ငါးပေါင်းရေလုံးဝမထည့်အောင်ရေထည့်ခွင့်မရှိဘူးငါးပေါင်းသူ့ကနဲ့သူဒီငါးနဲ့ကိုကြော်တော့ရေထည့်ရင်ရတယ်ပြေးသွားတယ်ဗျရေထည့်လို့ရပါတယ်ရေထည့်ပြေးသွားအောက်ကကဲရောင်းမလေးယူရောင်းမသေးလေးယူအဲ့တော့ဟိုမှာလေမင်းကနောက်ပါမင်းတို့ထားပြီရတယ်ရောင်းမသေးလေးနဲ့ဖြတ်ကဲခရမ်းကြီးဒီရောင်းမသေးလေးနဲ့ဖြတ်စီဟိုဘက်နဲထဲအောင်ချက်တုံးချက်တုံးထဲငါ့ကိုအုပ်အောင်ထဲချက်တုံးကဲဒါမနေ့ထိကိုကျွန်တော်တို့နော်ဒီရိုက်ကြဒါမနေ့ကိုကျွန်တော်နောက်ထပ်9နာရီပေါင်းမယ်အရသာဟုတ်တယ်ဟုတ်ပဲသွားနောက်ထပ်9နာရီပေါင်းမယ်ဒါအုပ်ပြန်တီးနော်ရေကကုန်နေပြီဒီမှာတွေ့လားစီနဲ့ကြော်သလိုသွားမှာခရမ်းကျင်သီးတွေကထွက်တဲ့ရေနဲ့ကိုသူကတခါလဲကြော်သလိုဖြစ်သွားမယ်ရပြီထက်ကဲဒါကိုတမြင့်မြင့်နဲ့နောက်ထပ်4နာရီလောက်ပေါင်းပြီးဒါရပါပြီเนาะအင်းတွေကတော့ caption မှာလည်းရေးထားတယ်เนาะကျွန်တော်စုတောင်းမယ်အတူကျုံးလဲစုတောင်းပေးပါအောင်မယ်เนาะတန်က1100ပါเนาะငါးပေါင်းလေးနဲ့ဒီရက်ထဲလူရှင်တွေပေါ်တာဖြစ်တဲ့အတွက်တန်ငါတွေအရန်ကျေးဇူးတင်ပါတယ်စာမိုးဘက်ကာလာလည်းဖြစ်စာမိုးဘက်ကာလာလည်းဖြစ်နေတဲ့အချိန်မှာเนาะအရန်သမီးလားကဲကျက်သွန်လေးပါကျက်သွန်မထောင်းတော့ညီးွားမှာကြောက်နော်ကဲလားမြုပ်သီးဒီမှာသီးစိရရနေမင်းတို့လောက်လိုက်တယ်ရကဲဒီမှာမဖြစ်မနေချုံမုတ်သုံးပြီနော်တဝက်သုံးပါမယ်တန်က1000ချုံမုတ်တဝက်ဆိုတာပါလေးပါရုပ်သီးမုံလေးငါးပေါင်းရဲ့ချင်းရင်းလေးငါးပေါင်းကအချိန်60ပါငါးချိန်60ငချင်းပါနော်ငချင်းပြူပေါင်းတာပါဒါကျက်သွန်ပြီဒီရဲထဲကိုကဲမဆက်လို့ထပ်ထည့်ပါနော်ကော်ဖီမစ်တွေလည်းပါပါတယ်တပားကိုတစ်ထုပ်ပါကော်ဖီဘိုးတင်တာဘယ်လောက်ကျတယ်9သိန်းနဲ့9500 9သိန်းနဲ့9500ကဲအားလုံးသိန်း30နီးကျပါမယ်နော်တာတို့ခေါ်ဆိုနိုင်ပါသည်ဥကြောက်ခင်တော်ရှုဝတ်တို့မနေ့ကျရင်တန်ဃာတော်ထေရှင်1000ကျော်တို့ပို့တာတဲ့မြစ်တာနဲ့အသင်တို့ဒီရောက်ဝပုံဘွားနေတစ်စင်းနဲ့စင်းမြင့်တက်မြင့်နဲ့ဘုံမွေးမှန်နဲ့ရရှိခံစားဆန္ဒနိုင်ပါသည်အချွေရန်တွေရပါသည်အသင်းပင်းတွေရပါဘုံမွေးမှန်တစ်တွေပေါ်ပါစီကြောင်းစုမုံကောင်းတွေပို့တာပါတယ်ဖခင်ဦးကျော်ခင်မိကျင်တော်ရှုဝတ်တို့ကုသိုလ်အမြယူတော်မူကြပါကုန်သော
သာဓုသာဓုသာဓုဦးကျော်ခင်ဒေါ်ရှုဝက်ကုသိုလ်အမြယူတော်မူကြပါကုန်သောသာဓုသာဓုသာဦးကျော်ခင်ဒေါ်ရှုဝက်ကုသိုလ်အမြယူတော်မူကြပါကုန်သောသာဓုသာဓုသာနောက်ကိုတီဟာထုံးနဲ့မက်ဝီအောင်ပြင်ဦးလင်မျိုးဤ14နှစ်မြောက်မွေးနှစ်မင်္ဂလာနှစ်ပတ်လေအလူတဲ့9သိန်းချက်ပါကိုတီဟာထုံးမက်ဝီအောင်ရဲ့ပြင်ဦးလင်မျိုးရဲ့14နှစ်ပြည့်မင်္ဂလာနှစ်မှာဒီနောက်အသက်120တိုင်ပါစေနော်မင်္ဂလာနှစ်120တိုင်ပြီးတော့ကျမ်းမာချမ်းသာဘေးပြဝေးကွာပြီးကောင်းကျိုးလိုအားဆန္ဒနဲ့အတူတာမိမိတို့နဲ့အတူဘဝကိုပျော်ချင်းအေးချမ်းသာဖြတ်သန်းနိုင်ကြပါစေနော်ဤကုသိုလ်ကြောင့်နော်အဖိုးအဖွားကြီးဖြစ်တဲ့ဒီရွှေလက်တွဲပြီးမြဲနိုင်ကြပါသည်ကောင်းမှုကုသိုလ်တွေနဲ့အတူပျော်ချင်းတဲ့ဘဝခရီးလမ်းမှာအေးချမ်းစွာဖြစ်တယောက်ကိုတယောက်လက်တွဲပြီးတော့အေးတူပူမြနေနိုင်တဲ့သူများဖြစ်ကြပါစေကြောင်းဆုမွန်ကောင်းများပို့သပါတယ်နော်ဤကုသိုလ်ဒီနိဗ္ဗာန်ထောက်ဖြစ်ပါစေလို့ဆက်လက်ပြီးဒေါက်တာဒေါ်စုစန္ဒီအောင်စုစန္ဒီအောင်ရဲ့မွေးနေ့တူ3သိန်းချက်ပါတဲ့ဒေါက်တာကျွန်တော်ခုံသိမ့်မကောင်းဒေါက်တာဒေါ်စုစန္ဒီအောင်မွေးနေ့မှဒီနောက်အသက်120တိုင်ပါပြီချမ်းသာပါသည်ချမ်းသာပါသည်ဖုံးကြီးပါသည်အသက်ရှိပါသည်အသက်ရှိသောအနာမဲ့ပြီးအနေခတ်သိဘေးခတ်သိရက်ခတ်သိကြောက်ချက်ခတ်သိဆိုရင်ခတ်သိဗျာပါဒခတ်သိတောကခတ်သိนี่ကင်းငိမ့်ပါသည်ကြောင့်စုမုံကောင်းတွေပို့တာဤကုသိုလ်ကနိဗ္ဗာန်ဤထောက်ပံ့ဖြစ်ပါစေကြောင်းနော်ဆက်လက်ပြီးကိုစင်ဖြိုးဝေမနှင်းနှင်းဝေမိသားစုကချင်ပြည်နယ်မိုးကြီးမြို့မှာတသိန်းခွဲချက်တီလူရန်ပါတယ်ဤကုသိုလ်ဒီနိဗ္ဗာန်ထောက်ပံ့ဖြစ်ပါသည်လူဖြစ်လည်းလူချမ်းသာနတ်ဖြစ်လည်းနတ်ချမ်းသာမြမဖြစ်လည်းမြမချမ်းသာဖြစ်ပါသည်ဆရာမဒေါက်တာဒေါ်စုစန္ဒီအောင်လဲမွေးနေ့မှနောက်အသက်ရာကျော်တိုင်ပါသည်နော်ဤကုသိုလ်ဒီနိဗ္ဗာန်ထောက်ပံ့ဖြစ်ပါစေလို့ဆုမွန်ကောင်းတွေပို့တတ်ပါတယ်ကိုစင်ဖြိုးဝေမနှင်းနှင်းဝေမိသားစုအားကျမ်းမာချမ်းသာဘေးပြဝေးကွာပြီးဤကုသိုလ်ဒီနိဗ္ဗာန်ထောက်ပံ့ဖြစ်ပါစေကြောင်းဆက်လက်ပြီးတော့တသားလေးမောင်အောင်ခစ်အောင်တုခစ်4နှစ်ပြည့်မွေးနေ့မှဒီနောက်အသက်120တိုင်ပါသည်3သိန်း1000ကျပ်လှူဒန်းပါတယ်မွေးနေ့မှဒီနောက်အသက်120တိုင်ပါသည်ဉာဏ်ပညာထက်မဲ့ပါသည်အချွေရန်ဒီပြပေါ်ပါသည်အသင်းမင်းနေရပါသည်ဘုံမိန်မှန်သိတွေပြပါသည်ကိုအောင်ကိုတော်တွေထွန်းတော့ပါသည်ဤကဲ့သို့နော်ငါးပေါင်းတွေချင်းရင်းနဲ့ငါးပေါင်းငပိရေဒါဆိုရင်ကျွန်တော်တို့ကော်ဖီမစ်ကျွန်တော်မလှူဒန်းနိုင်တာ3လလောက်ရှိပါပြီကော်ဖီမစ်ကိုမလှူဒန်းနိုင်တာကော်ဖီမစ်ကဒါတန်ခါကိုကျွန်တော်တို့9သိန်းကျော်6သိန်းနီးကျနေပြီဖြစ်တဲ့အတွက်နော်အားလုံးပဲသားလေးမောင်အောင်တုခေကျမ်းမာချမ်းသာပြီးတော့ဉာဏ်ပညာအထူးထက်မြက်ပါသည်ဤကုသိုလ်သည်နိဗ္ဗာန်ထောက်ပံ့ဖြစ်ပါသည်ဉာဏ်ကိုဖြစ်ပါစေတင်လေတက်လေဆုံးမလေလေဖြစ်ပါသည်ကြောင့်စုပုံကောင်းတွေပို့တာရဲ့အားလုံးဤကုသိုလ်ကိုနတ်တွေဝါပါကုသိုလ်အမြယူတော်မူ